ဈေးလက်သက်တာပြီးစားလို့လည်းအရန်ကောင်းတဲ့ငါးလေးအိုးကက်ဟင်းလေးကိုတူတူလိုက်ချက်စားကြည့်ကြရအောင်ရှင်အရင်ဆုံးစီပူလာရင်ကြက်သွန်ဖြူကြက်သွန်ဒီကြိတ်ထားတာလေးကိုစနွဲမုံနဲ့အယောင်တင်မုံလေးပါထည့်ပြီးတော့တခါတည်းစီတက်ပေးပါတယ်ရှင်စီတက်နံလေးမွေးလာရင်တော့ငန်းပြိုင်လေးပါထည့်ပြီးတော့စီတက်ပေးပါတယ်ရှင်ကြက်သွန်ဒီလေးလည်းအယောင်ပြောင်းလာပြီးငန်းပြိုင်နံလေးလည်းပျောက်ပြီးဆိုရင်တော့စားစနွဲနယ်ထားတဲ့ငါးလေးတွေထည့်ပြီးတော့မှွေပေးပါတယ်ရှင်အရသာအတွက်ကတော့ငန်းပြိုင်လေးထည့်ပြီးစီတက်ပေးပြီးမလို့နေရာမှာအချိုမုံလေးနည်းငယ်ပဲထည့်ထားပါတယ်ရှင်ဒီလိုနဲ့မှွေသွားလိုက်တာငါးလေးတွေအပေါ်ရံကြောတင်းလာပြီဆိုရင်တော့ရင်နွေးလေးအနည်းငယ်ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတည်ထားပေးလိုက်ပါတယ်ရှင်ထည့်ထားတဲ့ရေလေးတွေခမ်းပြီးစီပြန်တဲ့အတန်လေးကြားပြီဆိုရင်တော့ရုပ်သီးစိမ့်လေးတွေကိုထချမ်းကွဲပြီးတော့ထည့်လိုက်ပါတယ်ရှင်ဒီနေရာမှာလေးငါးလေးတွေကကြက်လာပြီမို့လို့မကြေအောင်လို့တခြားလေးမှုပေးဖို့တော့လိုပါတယ်ရှင်ပြီးရင်တော့အနံလေးပုံမွေးသွားအောင်လို့နည်းနည်းမင်းလေးအုပ်ပြီးတော့ရတာပေါ့ငံပြီးမြို့ဘွားချလို့ရပါပြီရှင်ဒီငပဲလေးတွေကလေဈေးလဲတက်တာပြီးတော့စားလို့လဲကောင်းတာမို့ဒီလိုမျိုးလေးလိုက်ချက်စားကြည့်ကြပါအောင်ရှင်နောက်မှပြန်တွေ့ကြမယ် bye